ထားတော့ရောက်တော့မယ်ငါတို့ရောက်တော့မယ် ဟဲ့အောင်ရောက်တော့မှာလားဟာ ရောက်တယ်မင်းဟိုရလည်းအလုံးတေချာလုံးအောင်တော့ အေးပါကွာငါတေချာလှုပ်လိုက်ပါမယ် မင်းမျိုးတဲ့ဟိုကားတွေလည်းမပြီးဝင်နဲ့အခုတော့မူရည်စီးတွေတည်နေတဲ့ကားတွေကအများကြီးပဲ အေးဟုတ်ပြီငါတေချာစစ်လိုက်မယ်ဟဲ့အောင် ငါတို့ဒီရှိမှရောက်ပြီ အော်ဒီနေရာပဲလား အေးမင်းအဲ့ဒီမှာမူရည်စီးတွေပါတဲ့ကောင်တေချာစစ်ပြီးလို့ရှိရင်ဖမ်းမကန်ကောင်းပါစီကွာ အေးပို့ပေးအတွက်ကျေးဇူးပါကွာနော်ငါလှုပ်ရမယ့်နေရာကလည်းတောတောင်ထဲမှာပါလားဟာကဲတော့ဒါပဲနော်မေတာနဲ့အောက်လေးပါလေးဆင်းပါအောင်လားဟဲ့အောင် ညမစင်းဘူး ဆင်းပါ မစင်းဘူး ဆင်းပါဆို မစင်းဘူး ဟာအေးကွာမဆင်းလဲနေမင်းကလည်းစိတ်ကောက်နေလားဟဲ့ဟောဒီကောင်စိတ်ကောက်နေငါ့ကိုကဲတွားပြီတားရေးငါရဲ့ပထမဆုံးလှုပ်ရှားဝင်ရမယ့်နေ့ဆိုတော့ဘယ်ကားတွေစစ်ရမလဲမသိဘူးဟာကြော့တင်အောင်မင်းဒီနားမှာဘာထိုင်လုံနေရလဲမင်းစလိတ်တွေမတောက်နဲ့ကွာ ဒီမှာကားတွေမလာတာနဲ့ငါလည်းပြင်းလို့ထိုင်နေရမလုံးချက်ရှိရသွားလို့တော့ခဏမင်းစူနေအောင်မယ် အေးဟုတ်ပြီဟဲ့ကြော်ကြီးမင်းဘာလုပ်နေရလဲအလုပ်ချိန်မှာဒါတွေမတောက်အောင်လीကွာ ဟာလာမကြည့်နဲ့သွားလုံးရှုပ်တယ်ကိုလုံး အေးပါကွာမင်းတို့ကလည်းကဲတော့ငါကဒါငါနေရမယ့်နေရာလားမသိပါဘူးအော်ဒီမှာငါတို့ဓာတ်မီနဲ့စာအုပ်ပန်ကားပိတ်လိုက်မယ်မီတာတက်တယ်ကဲငါမှအခုဓာတ်မီလည်းရလာပြီဆိုတော့အော်ကားလာပြီအော်ငါဟိုရာရင်ဖက်အောင်မယ်ငါတော့သတင်းစာရင်ဖတ်လိုက်မှာခဏလေးအော်သတင်းစာโอเคဟုတ်ပြီပတ်စံအတုတွေဘာတွေကအခုတလောလှုပ်ရှားတဲ့လူတွေကများနေငါတို့မျိုးထဲဝင်မဲ့လူတွေကကဲဝင်လာတော့ မင်္ဂလာပါဆရာကြီးကျွန်တော်မျိုးထဲသွားမလို့ပါ အေးဟုတ်ပြီမင်းမျိုးထဲသွားတာတော့ဟုတ်တယ်ကွာဒါပေမဲ့နည်းနည်းတော့စစ်ရမယ်နော်မင်းကဘာတွေတည်လာလဲပေါ့ငါနည်းနည်းစစ်မယ်နော်ပထမဆုံးအနေနဲ့မင်းရဲ့ဟိုပတ်စပို့လေးပေးပါအောင်ကွာโอเคငါပတ်စပို့အရင်စစ်လိုက်မယ်နော်โอเคမင်းနာမည်ကဟုတ်တယ်ပတ်စပို့တွေကအတိုင်းတဲ့တယ်ပြီးတော့ငါမင်းရဲ့ပတ်စပို့နံပါတ်ကိုထပ်စစ်မယ်ခဏလေးခဏဒါနဲ့ငါမင်းကားကိုတစ်ချက်စစ်မယ်နော်ငါရဲ့မီးနဲ့စစ်မယ်တေချာမင်းကားထဲမှာဘာတွေမလာလဲပေါ့ ဆရာရဲ့ဘာမှမရှိပါဘူးဆရာရဲ့ကျွန်တော် အေးအောင်ဒါအလုပ်သဘောရလောက်ရတာโอเคကားထဲမှာတော့ဘာမှမရှိဘူးစက်ဘုံခဏဖွင့်ကြည့်မယ်နော် ဆရာဘာမှမရှိဘူးတကယ်ပြောတာ အေးရမတီးရအောင်ဖွင့်ကြည့်ရမှာပဲအလုပ်သဘောရโอเคဆက်ဖုံးမှလည်းဘာမှမရှိအနောက်ဖုံးလေးရော ဟုတ်ကဲ့ဖွင့်ကြည့်ပါ โอเคကားဘိန်းတွေကြည့်မယ်ဗတ်မှန်တွေပါတယ်ဟုတ်ပြီမီးတွေအကုန်လုံးအဆင်ပြေတယ်ရရင်မင်းသွားလို့ရပြီဒါဆိုရင်မင်းကဝင်ခွင့်ပေးလိုက်မယ်ကဲရော့ ကျေးဇူးပါပဲဆရာကြီး အေးသွားကောင်းသွားကွာနော်လမ်းမှာလည်းကားကျူးဆိုင်မောင်းငါစစ်လိုက်တာမှန်တယ်ဒီကားအဲ့တော့ငါဒေါ်လာ100ရပြီ ဟဲ့လူအရှင်းမစစ်နေပြီးသေးဘူးလားဒီမှာစောင့်နေရကြားပြီ အေးလာပြီရဝင်လာဟာဒီလူရုပ်ကတော့နှကန်းမွေးနဲ့နည်းနည်းလန့်စရာပဲကဲဘယ်သွားမလို့လဲ ကျွန်တော်ဟိုဘက်နိုင်ငံကူးမလို့ပါဆရာ အေးဟုတ်ပြီအဲ့ဒါဆိုရင်ငါ့ကိုမင်းပတ်စပို့လေးခဏပေးအေးဟုတ်ပြီမင်းရဲ့စာရွက်စာတမ်းငါတရားစစ်ရမယ်မင်းရဲ့နာမည်ကတဲ့လားနာမည်တွေမှားနေပြီတော့မင်းစာလုံးပေါင်းမှားသွားရင်နာမည်မှာတယ်ပြီးတော့မင်းရဲ့ပတ်စပို့နာမည်ရောပတ်စပို့နာမည်တော့အဆင်ပြေသေးတယ်ကားစစ်ပဲโอเคမင်းဘာတွေတဲ့လားလဲ ဘာမရှိပါဘူးဆရာရဲ့ဒါ2ယောက်စီးကားပါပဲ အေးငါတို့လည်းအလုပ်သဘောရလုံးဝမှာပဲကွာနော်ဒီထဲတွေပါမင်းဘာတွေတဲ့လားငါဒီမီးနဲ့ကြီးမှရမှာကဲဟုတ်ပြီစက်ခံအောင်ဖွင့်ကြည့်မယ်နော် ဟုတ်ကဲ့ဆရာရတယ်ဆရာဖွင့်ကြည့် အေးဟုတ်ပြီကဲဖွင့်ပြီကွာဘာရှိလဲဗတ်မှန်တွေလည်းရှိတယ်ကားဘိန်းတွေလည်းလီမရော့ဘူးမီးတွေကွဲနေလားမီးလည်းမကွဲနေဘူး ဆရာရဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးဆရာရဲ့မဟုတ်တာဘာမှမလုပ်ပါဘူး ကဲအဲ့ဆိုရင်မင်းကသွားခွင့်ပေးလိုက်တော့မယ်နော်ဟောဒါနဲ့မင်းကနာမည်မှားနေဆိုတော့ငါမင်းကိုဘယ်လိုလုပ်ပြင်ကောင်းမလဲမင်းရဲ့နာမည်မှားနေတယ်ပြီးတော့မင်းရဲ့ဓာတ်ပုံမင်းကနှကန်းဝင်းတဲ့ပုံထဲမှာအပြင်မှာရောနှကန်းဝင်းတယ်ဟုတ်ပြီကဲရတယ်ကွာနာမည်မှားတာတခုကတော့ငါခွင့်လို့ပေးနိုင်တယ်ကဲသွားလမ်းမှာလည်းကားကောင်းမောင်းတော့ ကျေးဇူးပဲဆရာရဲ့ကျွန်တော်သွားလိုက်အောင်မယ် ကဲသွားကောင်းသွားဒီကောင်ဂျင်းကြီးပဲငါပတ်စံ100နှုတ်သွားပြီဟာဒီကောင်မဟုတ်တာလုံးတဲ့ကောင်ပဲငါမျိုးထဲထဲမိသွားပြီကွာမျိုးထဲကလူတွေဒုက္ခရောက်ကုန်တော့မှာပဲကဲနောက်တစ်ယောက်ကဲနောက်လူခဏလောက်စောင့်မယ် โอเคမင်္ဂလာပါကိုကြီး အေးမင်္ဂလာပါညီလေးကဲပတ်စပို့စာအုပ်လေးပြပါโอเคဟုတ်ပြီမင်းရဲ့ပတ်စပို့ကမင်းနာမည်ကတဲ့လားโอเคနာမည်တဲ့တယ်ပတ်စပို့နာမည်ရောโอเคဟုတ်ပြီအဲ့တော့ငါမင်းကားကိုစစ်မယ်နော်ဟာလေအနောက်ဖုံးရင်ဖွင့်ကြည့်လိုက်အောင်မယ်ဒီမီးနဲ့စစ်မှရမယ်ဒီကောင်တွေကနည်းနည်းဂျင်းထဲတက်တယ်ကဲဒီဘက်တကားကနေစစ်မယ်ဟဲ့မင်းစင်အောက်စင် ဆရာကြီးကလည်းကျွန်တော်ဘာမှမရှိပါဘူးဆရာကြီးရဲ့ ရမရှိစစ်ရမှာပဲဟာဟုတ်တယ်ဟာဒီကောင်ကားမှာဘာမှမရှိဘူးရှေ့ဖုံးစစ်မယ်နော် ဟုတ်ကဲ့ဆရာ ဟာရှေ့ဖုံးမှာလည်းဘာမှမရှိဘူးကဲအဲ့တော့မင်းကလူကောင်းပဲငါသိပါပြီကဲမင်းကဝင်ခွင့်ပေးလိုက်တော့မယ်မိုးလဲချုပ်နေပြီဆိုတော့ကဲသွားတော့ ဟုတ်ကဲ့ကျေးဇူးပါပဲဆရာကြီးသွားလိုက်အောင်မယ် အေးဟုတ်ပြီရကောင်းသွားနော်မိုးချုပ်နေပြီညမိုးချုပ်နေပြီ ဟုတ်ကဲ့ပါ ငါ100ရပါပြီ။မင်းပတ်စပို့လေးငါကြည့်လိုက်မင်းရဲ့နာမည်တဲ့လား။ Okay နာမည်တဲ့တယ်ပတ်စပို့နာမည်ရောမင်းရဲ့ပတ်စပို့နာမည်အတူကြီးလားမသိပါဘူးကွာ။ရအတူကြီးမလား တူကြီးမဟုတ်ပါဘူးကိုရဲ့ကျွန်တော်ပတ်စပို့နံပါတ်အစ်ပါကိုကြည့်တာမားပါလိမ့်မယ် ။ဒီငါပြန်ကြည့်ပေးမယ်။ဘလို့ပဲလုံးမတဲ့ဘူးနော်မင်းပတ်စပို့နာမည်ကငါမင်းသိမ့်မယုံတော့ဘူး။ငါတေချာစစ်မရတော့မယ်မင်းကောင်း ဆရာတကယ်ဘာမှမရှိဘူးဆရာရဲ့ ။အေးဟုတ်လားဘာမှမရှိရမစင်းကားထဲမှာဘာထဲလာမသိဒီကောင်။ဖဲအနောက်ဖုံကြည့်မယ်။ဘာလဲဒီတွေက ဘာမှမရှိပါဘူးဆရာရဲ့ကျွန်တော်အခုမှပစ္စည်းသွားဝယ်မှာမို့လို့ပါ မင်းကပတ်စပို့နံပါတ်လည်းမတည့်ဘူးရမင်းကအဲ့လိုမရဘူးလေကွာမင်းပတ်စပို့နံပါတ်တွေမှာနေမင်းထိသွားပြီနော်မင်းဝင်ခွင့်မရှိတော့ဘူးကဲတော့ငါမင်းကိုဆုံးဖြတ်ပေးမယ်မင်းဝင်လို့မရဘူးမင်းအိမ်ပြန်လိုက်တော့ ဒီလူကွာဘာမှလည်းမသိဘူး ဘာမှလည်းသိလို့နေတယ်မင်းပတ်စပို့အတူနဲ့သူများနိုင်ငံပဲဝင်လို့ရမလားမျိုးထဲဝင်လို့ရမလား
ပြန်လိုက်တော့မင်း60ရပါ ငါဒီကောင်ပြန်မောင်းထုတ်လိုက်တာမှန်သွားပြီအဲ့တော့ကြောက်တဲ့အောင်မင်းမအိတ်သေးဘူးလား အဲ့ဒီပါကွာဒီမှာနည်းနည်းပါလမ်းလျှောက်နေအညောင်းပြီလေးပေါ့ အေးဟုတ်ပြီအဲ့ဆိုငါတော့အိတ်ပြီမင်းမအိတ်နေဟာမိုးတော့လင်းလာပြီပဲဒါငါရဲ့2ရက်နေပဲအဲ့မင်းမနေ့ညတနေ့ကုန်မအိတ်ဘူးလားရ အေးဟုတ်တယ်ပြေးလို့ကွာစော်လည်းမရှိဘူးဆိုတာနဲ့ဒီမှာလှုပ်ရတာလည်းပြေးဖို့ကောင်းတယ်အားကြောင့်ငါဒီမှာမတည့်ရက်နေရ ဟာဒီကောင်ကလည်းကြောင်တောင်လဲဟဲ့မင်းမြန်မောင်းကွာချိန်ကြတယ်မင်းဘလို့လဲဒီဘိုးကြီးဘယ်သွားဖို့လဲ လူလည်းတွားမလို့ပါညီလေး အေးပတ်စပို့ပြ ကြီးမေးပါနဲ့ညီလေးဟာဘာမှမရှိပါဘူး ဟုတ်ပြီမင်းနာမည်မှန်တယ်မင်းပတ်စပို့နံပါတ်ရောမှန်တယ်ဟုတ်ပြီရပြီအဲ့နှစ်ခုဆိုရပြီငါမင်းကားကိုစစ်မယ်โอเคမင်းကားမှာတော့အဆင်ပြေရနော်ဒါပေမဲ့မင်းကားတဲ့ကိုတော့စစ်မရမယ်တလား ဘာမရှိပါဘူးညီလေးရဲ့ မင်းကားပေါ်ခဏစင် ဘာမရှိပါဘူးဆို မရှိရှိမင်းအဲ့မှာရက်နေလို့မရလားငါလှုပ်ထက်လိုက်မယ်နော်အေးမင်းစစ်ရမှာပေါ့ဟုတ်တယ်မလားငါဒီလိုရိုးရိုးစစ်လို့မရငါရဲ့မီးအပြနဲ့စစ်မရမယ်ထိုင်ကောင်းမှာပါကြီးလေ အဲ့ဒါကလေးတွေအယုတ် တေးကြလို့လား ဟုတ်တယ်ကလေးတွေအယုတ်ပါဆိုမှ ဟဲ့မဖြစ်နိုင်တော့မွေးပုံစံကြီးခဏလေးငါဓာတ်နဲ့ဖောက်ကြည့်အောင်မယ်ခဏလေးဟုတ်ပြီဓာတ်ရပြီမွေးပုံစံအယုတ်ဆိုတာငါဖောက်ကြည့်မယ်နော်ခဏလေးဟာဟဲ့ပတ်စံအတူတွေမွေးပုံစံရုပ်ဆို ဟုတ်တယ်အဲ့ဒါကလေးကစားဖို့ကျွန်တော်ပတ်စံတူဝေလာတာ မင်းအဲ့လိုလုပ်လို့မရဘူးဟာကြက်မင်းပတ်စံအတူတွေနဲတာမဟုတ်ဘူးပဲနောက်တော့ဘာရှိသေးလဲရ ဘာမရှိတော့ဘူးကျွန်တော်အဲ့ဒါပဲယူလာတာ မယုံဘူးရအော်ဒီငါအရှိကောင်းဖွင့်ကြည့်လိုက်အောင်ပါခဏလေးအမေမင်းပတ်စံအတူကိုစက်ဖုံးမှတော့ညှက်တာဟဲ့လားမင်းအဲ့လိုလုပ်လို့ရမယ်မင်းထင်နေရမရဘူးမင်းထောင်ကြပြီမင်းအနည်းဆုံးငါနှစ်လားဆရာ နှစ်50ဟာမလို့ပါနဲ့ဗျာကျွန်တော်မှမိသားစုတွေရှိလို့ပါ ဟဲ့မရဘူးရမင်းဖမ်းရမှာပဲလာခဲ့လက်ထိတ်ခတ်မယ်မင်းတီးဘူးပတ်စံအတူတွေအဲ့လိုလုပ်လို့ရမလားအေးအမကောင်းကောင်းနေကြားလားအနှစ်50ပြည့်ငါမဲလာပြန်ခေါ်မယ်နော် မလို့ပါနဲ့အကိုရဲ့ကျွန်တော်9ရက်လောက်ထားရင်တော့တော်ပြီပေါ့ မင်းအဲ့ပတ်စံအတူနောက်ကလှုပ်ချင်ရောဒီကောင်ရဲ့ပတ်စံအတူတွေကျပတ်စံအတူတွေနဲတာမဟုတ်ဘူးမင်းဆိုတော့တွေ့ရမလား အေးတွေ့တယ်ဟုတ်တယ်ဒီနားကောင်တွေအဲ့လိုပဲပတ်စံအတူတွေပါလုံးနေကြပြီးတော့မူရစ်စီးလည်းခါတည်ကြတယ်မင်းကသတိထားပြီးလဲစစ်အောင် အေးဟုတ်ပြီလာပဲနောက်က ခင်ဗျားတို့နေရလဲဗျာစိတ်တဲ့လူကလည်းတယောက်ပဲရှိတာလားစောင့်နေရတာမနဲ့ကလေးက စကားမများနဲ့အနောက်ကားတွေမဝင်ခဲ့နဲ့အောင်နော်ကဲတကားဖွင့်ပတ်စပို့လေးပြမယ်ဒါနဲ့မင်းစပစ်ကီလေးလမ်းနေတော့ရအောင် ဟုတ်တယ်ကိုကြီးကဒါကျွန်တော်ရဲ့စော်လေးကိုယ်တိုင်ညက်တာပဲဗျာ အေးမိုက်တယ်ကွာကဲပတ်စပို့စစ်မယ်နော်โอเคမင်းနာမည်နဲ့မင်းမားနေပြီမင်းပတ်စပို့တွေကနာမည်နဲ့မင်းရဲ့စာရွက်စာတမ်းအထက်ကနာမည်နဲ့မားနေပြီနော်နံပါတ်လည်းမားတယ်โอเคအဲ့လောက်ဆိုမင်းကတခြားစစ်မှရတော့မယ်မင်းကားကငါတခြားကြည့်ပဲမင်းကားမီးတွေပါတယ်ဘတ်မှန်တွေပါတယ်โอเคနောက်ဖုံးမှာတော့ဘာမှမရှိတော့ပါဘူး ဆရာရဲ့ဘာမရှိပါဘူးဆရာရဲ့ ကားပေါ်ခဏစင် ဘာမရှိပါဘူးဒီလူကလည်းကွာ မင်းရဲ့စာရွက်စာတမ်းကမင်းနာမည်လည်းမားတယ်ပတ်စပို့နံပါတ်လည်းမားတယ်အဲ့တော့ငါမင်းနှစ်ခုဒီမှာတင်ရမယ်နော်မင်းရဲ့ဓာတ်ပုံရောဒါနဲ့မင်းမျက်နှာနဲ့ပြောင်းသွားရင်တော့ရအောင် ဟုတ်တယ်ဆရာပြီးခဲ့တဲ့ဘက်ကကျွန်တော်ဝမ်းသွားလို့ အေးဟုတ်ပြီအဲ့တော့မင်းပတ်စပို့နံပါတ်လည်းမားရင်နာမည်လည်းမားရဆိုတော့မင်းဝင်လို့မရဘူးကွာနော်ဒါနဲ့ငါမင်းဖမ်းလို့ရရနော်သိလား ဆရာမဖမ်းပါနဲ့ဆရာရဲ့ကျွန်တော်ဒါလေးမားတာ哦 ဖမ်းတယ်ရပတ်စပို့တူးနဲ့ဝင်လို့ဟာငါဒီကောင်မားဖမ်းသွားတာပဲငါပတ်စံ150ဖြတ်သွားတယ်ကဲထားလိုက်ကွာဘလို့ပဲဖြစ်ဖြစ်ငါဖမ်းလာပြီဆိုတော့လေအဆက်ပြီပေါ့နော်မင်းတို့နှစ်ကောင်လုံးအထဲမှာနေနော်ဟိုကောင်အနှစ်50မင်းက15ရက်ပြီးရင်ငါလာပြန်ခေါ်မယ်အချိန်ပြည့်